ဓားမြောင်တွေနဲ့တွန်းလှုပ်ထားတဲ့ကြောက်တရားတစ်စင်းဟာလှိုင်းတပိုးထန်နေတဲ့မြစ်ပြင်ကျဲပေါ်မှာကက်လန့်ဖြတ်တည်ရှိနေပါတယ်။အဲ့ဒီတရားဟာအလင်းရောင်နဲ့မျောလင်းချက်ရဲ့ပြရုပ်တစ်ခုဖြစ်ပြီးကြီးလေးတဲ့တာဝန်တွေကိုပခုံးထမ်းထားရတဲ့ဒုက္ခတွေအတွက်လမ်းပြပေးနေတာပါ။ဒါပေမဲ့သူတို့နောက်ကနေငကားကိုကွယ်တဲ့ဂိုင်းကခြေလမ်းတိုင်းထက်ချက်မကွာလိုက်လံဖိအားပေးလာတာနဲ့အမျှမိုးရွာသလိုကျလာတဲ့မြမိုးတွေဟာလည်းပြင်းထန်တဲ့လေမုန်တိုင်းလိုဖြတ်တန်းတိုက်ခတ်လာပါတယ်။သူရဲကောင်းပါလာတင်ဖော်လာတင်ဟာဘာမှတွန့်ဆုတ်မနေပဲဒိုင်းလွားကိုမြောက်ပြီးကိုရင်လေးရဲ့နောက်ကနေကာကွယ်ပေးခဲ့လို့သာအနေရကြီးတဲ့အချိန်ဆက်မှာကိုရင်လေးကိုခေါ်ပြီးရွှေနန်းတော်ကြီးစီတော်ကိုအရောက်ပြေးဝင်နိုင်ခဲ့တာပါ။မော်ဆီယာမကြီးကလည်းမဆိုင်မတွပဲရှေးဟောင်းကျန်းစာကိုအမြန်ထုတ်ပြီးမော်အင်းကွက်ကိုစုံစမ်းမြုပ်ဖွင့်လိုက်ပါတယ်။တိုးညင်းနဲ့မော်ရွတ်တန်ထွက်ပေါ်လာတာနဲ့အမျှရွှေနန်းတော်ကြီးရဲ့ကြီးမားလာတဲ့ကြောက်တကားကြီးဟာလည်းတဖြည်းဖြည်းပွင့်လာခဲ့ပါတယ်။ဒါပေမဲ့ဒီအချိန်မှာနောက်ကလိုက်လာတဲ့ရန်သူတွေဟာလည်းပိုပြီးနီးကပ်လာပါပြီးအခြေအနေကအသက်လူရမဲ့အထိစိုးရင်ရတာကိုမြင်လိုက်ရတဲ့အတွက် Drew ဟာမော်တုတ်ကောက်ကိုကင်ပြီးမော်ပညာကိုထုတ်သုံးလိုက်ပါတယ်။လေပြင်းတိုင်းကြီးတစ်ခုဟာဓာတ်တော့အားရီလိုလေတုကိုချက်ချင်းဖြတ်တောက်ပြီးလိုက်လာတဲ့ရန်သူတွေကိုအပြင်ဘက်မှာပိတ်ဆို့တားဆီးပေးလိုက်ပါတယ်။ဒါပေမဲ့လည်းငကားကိုကွယ်တဲ့ခိုင်ကမော်ဆရာဟာလည်းတာမန်အဆင့်တော့မဟုတ်ပါဘူး။သူဟာလင်းတို့ကြီးကိုစီးပြီးလေတိုင်းကိုဝိုက်ဘက်ကမော်တက်ကိုပြောင်းလဲလိုက်ပြီးဖြတ်ခနဲဆိုသလိုရေခဲချုံမြောက်များစွာကိုဖန်တီးလို့ပြစ်မှတ်စီကိုထိုးဆိုင်ပစ်ခတ်လိုက်ပါတယ်။ပါလာတင်ဟာအခြေအနေတင်းမာနေတာကိုမြင်ပေမဲ့လည်းတကိုယ်တည်းနဲ့ဘက်ပေါင်းစုံကိုမကာကွယ်နိုင်တာကြောင့်ဒိုင်းကိုမြောက်ပြီးကိုပဲခုခံနိုင်မှာတော့တယ်။ဒီအချိန်မှာကိုရင်လေးတစ်ပါးတည်းသာကိုယ့်အသက်ကိုပတာနာမထားပဲရှေ့ကိုတိုးထွက်သွားပြီးမိမိရဲ့ခန္ဓာကိုယ်နဲ့ရေခဲချုံတွေကိုခုခံကမော်ဆီယာမကြီးကိုအတင်းအကျပ်ကာကွယ်ပေးခဲ့ပါတယ်။ဒါပေမဲ့ပြင်းထန်လာတဲ့ထိုးဆိုင်နာကျင်မှုကြောင့်ကိုရင်လေးဟာမျက်နှာတစ်ပြင်လုံးဖြူဖြော့သွားပြီးမြေပြင်ပေါ်ကိုလဲကျသွားပါတော့တယ်။ဖော်ပြလို့မရနိုင်တဲ့အေးတက်တစ်ခုဟာကိုရင်လေးရဲ့ဝိညာဉ်ကိုတိုက်စားနေတာကိုမြင်လိုက်ရတဲ့အတွက်မော်ဆီယာမကြီးဟာအချိန်ရအောင်ရန်သူတွေကိုကျန်တဲ့အဖော်တွေနဲ့အတူခုခံတားဆီးရင်းအဖွဲ့ဝင်တွေကိုကိုရင်လေးကိုခေါ်ပြီးနက်ကွန်းစီအမြန်ပြေးဖို့ညွှန်ကြားလိုက်ပါတယ်နန်းတော်ရဲ့စင်ကြံလမ်းမကြီးအတိုင်းတစ်လျှောက်လုံးဖြတ်ကျော်လာပြီးနောက်ပါလာတင်ဟာထွက်သက်ဝင်သက်ပဲကျန်တော့တဲ့ကိုရင်လေးကိုပွေ့ချီပြီးနောက်ဆုံးမှာတော့နဂါမင်းကြီးရဲ့ရှေ့မောက်ကိုရောက်ရှိလာခဲ့ပါတယ်။လေးစားအပ်ပါတဲ့အလင်းသခင်သူ့ကိုကယ်တင်ပေးပါဦးဖះလို့သူမကတိုးညင်းပြီးပြတလဲပြောလိုက်တဲ့အတန်ထဲမှာမျက်ဝန်းတွေထဲမှာအကူရမဲမှုတွေအပြည့်ဖြစ်နေပါတယ်။နဂါမင်းကြီးကနက်ဆိုင်တဲ့မျက်ဝန်းတွေနဲ့ကြည့်ရှုစစ်ဆေးပြီးတခုခုမှားယွင်းနေတာကိုချက်ချင်းရိပ်မိလိုက်ပါတယ်ကိုရင်လေးရဲ့ဝိညာဉ်ဟာမကောင်းဆိုးဝါးအင်အားစုတစ်ခုရဲ့တိမ့်ပိုက်ခြင်းကိုခံထားရတာဖြစ်ပြီးအကယ်၍အချိန်မီလက်မပြည့်ရင်သူဟာမကောင်းဆိုးဝါးမွေးဖွားပေးမဲ့ကြရာခန္ဓာကိုယ်အိမ်တစ်ခုအဖြစ်လုံးဝပြောင်းလဲသွားမှာပါလောကသူလောကသားတွေကိုကယ်တင်ဖို့အတွက်နဂါမင်းကြီးဟာမဆိုင်မတွပဲကိုရင်လေးကိုချက်ချင်းမော်ပညာနဲ့ကုသပေးပြီးသူ့ခန္ဓာကိုယ်ထဲကမကောင်းဆိုးဝါးဝိညာဉ်ကိုစုပ်ထုတ်ဖို့ပြင်ဆင်လိုက်ပါတယ်ဒီအချိန်မှာတော့နန်းတော်အပြင်ဘက်ကတိုက်ပွဲဟာအကျိတ်အနေရှိလာပြီးအနိုင်ရှုံးခွဲရခတ်နေပါတယ်။နဂါးကိုကွယ်တဲ့ဂိုင်းသားတွေဟာ Drew ရဲ့လေတိုင်းကိုဖျက်ဆီးဖို့မြားတွေကိုယူသွစွာပစ်ခတ်နေကြပါတယ်။တော်သေးတာကလူပလေးစစ်တီတဝက်ဟာအချိန်မီဝင်ရောက်ကူညီပြီး Drew အကိုကယ်တင်ခဲ့တယ်လို့သူ့အတွက်မော်တုတ်ကောက်ကိုဝေယမ်းဖို့အချိန်ကိုလည်းရှာဖွေပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ Drew ကရန်သူကိုပြင်းပြင်းထန်ထန်တိုက်ခိုက်နေတဲ့အချိန်မှာပဲကောက်ကျစ်တဲ့မော်ဆရာကြီးဟာလူအင်အားတာတာကိုအသုံးချပြီးရှကေတန်းကိုအခွင့်ကောင်းယူအတင်းတိုးဝင်လာပါတယ်။သူမြေပြင်ပေါ်ခြေချတာနဲ့ဝမ်တသိန်းစိတ်ငြိမ်ခြင်း silence မော်တက်ကိုထုတ်လွှတ်လိုက်ပြီးမော်ဆီယာမကြီးရဲ့မော်ရုပ်ဆိုမှုကိုဖျက်တောက်လိုက်ပါတယ်။ဒီအချိန်မှာ Drew နဲ့လူပလေးစစ်တီတို့ဟာလည်းအပြန်အလှန်လုံထွေးနေရတာကြောင့်ဝင်ရောက်မကူညီနိုင်ကြပါဘူး။ဒါပေမဲ့မော်ဆီယာမကြီးဟာမော်ဆီယာရဲ့ကလေးရဲ့တိုက်ခိုက်ခြင်းကိုခံရတော့မဲ့အခြေအနေကိုမြင်လိုက်ရတဲ့အတွက်လူပလေးစစ်တီဟာဒေါသတကြီးအော်ဟစ်ပြီးသူ့ရဲ့အစွမ်းကုန်မဟာဗျူဟာကိုတုံးကအရက်မျက်နှာအနှံ့အပြားကိုပြင်းထန်စွာလွှဲရန်တိုက်ခိုက်လိုက်ပါတော့တယ်။ဒါပေမဲ့သူကမော်ဆီယာမကြီးကိုတွားရောက်ကူညီဖို့ကြိုးစားတဲ့အချိန်မှာပဲမော်ဆီယာရဲ့လင်းတို့စီတော်ရင်ကြီးဟာရုတ်တရက်ပေါ်လာပြီးလမ်းကိုပိတ်ဆို့လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီတတဝါဟာလူပူလေးမျိုးနယ်စုရဲ့အစွမ်းကိုရှော့တွက်ခဲ့ပါတယ်။လူပူလေးစစ်တီရဲ့လက်တီချက်ဟာရက်စီးလိုမြန်ဆန်လာပြီးကွက်တီတစ်ချက်ထဲနဲ့တင်လင်းတို့သားရဲကြီးကိုနက်ဆိုင်တဲ့6ထဲကိုရိုက်ချလိုက်ပါတယ်။လူပူလေးစစ်တီရဲ့အစွမ်းကုန်ကူညီမှုကြောင့် Drew ဟာနောက်ဆုံးတော့လက်အားသွားခဲ့ပါတယ်။မော်ဆီယာရဲ့အာယုံဆိုင်မှုကမော်ဆီယာမကြီးစီမှာပဲရှိနေတော့သူဟာအသွင်ပြောင်းမော်အတက်ကိုလင်းမြန်စွာအသုံးပြုပြီးမော်ဆီယာကြီးကို89កောင်လေး Lady Bird တကောင်ဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။အနေရမရှိတော့တဲ့အတွက်မော်ဆီယာမကြီးဟာသူမရဲ့မဟာအစွမ်းကိုပြသပြီးပုံသေးအပူချိန်မိညိုက်ချင်းဆိုတဲ့မော်ကွက်တစ်ကွက်ထဲနဲ့တင်ရန်သူတွေကိုပြအဖြစ်ချက်ချင်းလောင်ကျွမ်းစေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲနန်းတော်ထဲကအခမ်းအနားကုသမှုဟာလည်းပြီးဆုံးလူနီးပါးဖြစ်နေပါပြီ။နဂါမင်းကြီးကမိမိရဲ့အင်အားအလုံးကိုသုံးပြီးမကောင်းဆိုးဝါးဝိညာဉ်ကိုကိုရင်လေးရဲ့ခန္ဓာကိုယ်ထဲကစုပ်ထုတ်လိုက်တာနဲ့အမျှကိုရင်လေးရဲ့နဖူးပေါ်မှာကန့်ညှိနေတဲ့မော်အင်းကွက်တွေဟာလည်းတဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်။အေဂျင့်နဲ့လေတူဟာနန်းတော်ကြီးအတွင်းမှာလင်းမြန်စွာပြန့်နှံ့သွားခဲ့ပါတယ်။ဒါပေမဲ့အောင်ပွဲရဲ့ဝမ်းမြောက်မှုဟာမပြသနိုင်သေးခင်မှာပဲနဂါမင်းကြီးဟာရုတ်တရက်အသက်ပြင်းပြင်းရှူရှိုက်လာပြီးမျက်နှာအမူအရာဟာလည်းရှုံမဲ့တွတ်လိန်သွားပါတယ်ပြင်းထန်လာတဲ့နာကျင်မှုကြောင့်သူဟာမက်တက်တောင်မရက်နိုင်တော့ပါဘူးတကယ်တော့မကောင်းဆိုးဝါးရဲ့အစွမ်းဟာနဂါမင်းကြီးခံမှန်းထားတာထက်အစာပေါင်းများစွာပိုမိုတာလွန်နေတာပါခဏချင်းမှာပဲနဂါမင်းကြီးရဲ့ခန္ဓာကိုယ်ဟာမကောင်းဆိုးဝါးအင်အားစုရဲ့တိုက်စားခြင်းကိုခံလိုက်ရပြီးအင်အားတွေဟာလည်းလျင်မြန်စွာဆုံးရှုံးသွားပါတယ်အရာအလုံးကမြန်လွန်လို့ပါလာတင်သူရဲကောင်းအဖွဲ့ဟာတတိတောင်မထားမိလိုက်ခင်မှာပဲမကောင်းဆိုးဝါးဟာနဂါမင်းကြီးရဲ့ခန္ဓာကိုယ်ကျုံနှောင်မှုကနေရုံထွက်ပြီးနဂါကောင်း၅ခုပေါင်းဆက်ထားတဲ့ထိတ်လန့်ပွဲတတဝါဆိုးကြီးအဖြစ်အသွင်ပြောင်းသွားပါတော့တယ်ဒီအချိန်ကျမှပဲလူတိုင်းဟာမကောင်းဆိုးဝါးရဲ့တကယ်ရည်ရွယ်ချက်ကကိုရင်လေးမဟုတ်ပဲကြီးမားတဲ့အင်အားတွေကိုလက်ခံထိန်းသိမ်းနိုင်တဲ့နဂါမင်းကြီးဖြစ်မှန်းသဘောပေါက်သွားကြပါတယ်ဒီအချိန်မှာခေါင်း၅ခုနဂါကြီးရဲ့ခန္ဓာကိုယ်ကနေထွက်ပေါ်လာတဲ့အပူလိုင်းတွေဟာနန်းတော်တစ်ခုလုံးကိုလွှမ်းခြုံသွားပါပြီးအခြေအနေကအလွန်စိုးရိမ်ရပြီးအားလုံးကဒီတိုက်ပွဲဟာနောက်ပြန်လှည့်လို့မရတော့ဘူးမျောလင်းချက်မရှိတော့ဘူးလို့ထင်မှတ်နေကြပါတယ်
ဒါပေမဲ့ဒီအချိန်မှာပဲကိုရင်လေးရဲ့ခန္ဓာကိုယ်ထဲမှာကိန်းအောင်နေတဲ့ကြီးမားလာတဲ့အင်အားကြီးဟာရုတ်တရက်ပေါက်ကွဲထွက်လာပြီးမိတောက်တွေလိုပက်ဖြန်းလာတဲ့ပြင်းထန်လာတဲ့ငကားအသက်ရှူငွေ Dragon Breath တွေကိုပြက်ပြက်သားသားကာကွယ်တားဆီးလိုက်ပါတယ်။ငါတို့ဘယ်တော့မှနောက်မဆုတ်ဘူးလို့ကိုရင်လေးရဲ့မျက်ဝန်းတွေဟာတံမဏိလိုတည်ကြည်ခိုင်မာနေပါတယ်။သူဟာနုနယ်တဲ့ကိုရင်လေးတစ်ပါးမဟုတ်တော့ပဲအင်အားပြည့်ရှိတဲ့စစ်တီတော်တစ်ယောက်ဖြစ်နေပါပြီ။သူ့ရဲ့အင်အားပေါက်ကွဲမှုဟာမျောလင်းချက်ကိုတောက်လောင်စေခဲ့။ရုံတင်မကအဖော်တွေရဲ့တိုက်ခိုက်လိုစိတ်ကိုလည်းနှိုးဆွပေးခဲ့ပါတယ်။အားလုံးဟာဓားတွေကိုဆွဲထုတ်ပြီးကိုရင်လေးနဲ့အတူပခုံးချင်းရှင်ကတတိရှိရှိရှေ့ကိုချီတက်ဖို့ပြင်ဆင်လိုက်ကြပါတယ်။နောက်ထပ်ရာစုနှစ်ပေါင်းများစွာကြာတဲ့အထိသူတို့ဟာအမောင်ထုနဲ့တေမင်းရဲ့ချင်းချောက်မှုကိုမမှုပဲတံမဏိလိုခိုင်မာတဲ့စိတ်ဓာတ်နဲ့သူတို့ရဲ့ခန္ဓာထဲဝါလာတဲ့မော်ကုန်းကပြားရှိကြီးကိုရေးထိုးသွားကြပါတော့တယ်